ဒေတာမှာမနစ်စာဖြစ်လဲစားကြပြီးတော့ဧည့်သည်လာရင်လည်းအခန့်တက်တဲ့ဒီလိုချစ်စရာကောင်းတဲ့မုံလေးတွေကိုလုံနီးမိထားကြလို့ဒီနေ့မျှဝေပေးလိုက်ပါတယ်ရှင်။ထမအောင်ဆုံးအနေနဲ့တကြားနှစုံစားနဲ့ငယ်ထည့်ပြီးတော့ရေကိုနွေ့နွေ့လေးဖြစ်အောင်တည်ပေးရပါမယ်။ကျမကဂျုံကိုတော့250 ml ခွက်နဲ့2ခွက်သုံးထားပါတယ်။ပြီးတော့ yeast လို့ခေါ်တဲ့ပွားဆေးကိုလက်ဖက်ရည်စွန်းနဲ့တစ်စုံခွဲထည့်ပါတယ်ရှင်။အဲ့မဲ့ရေကိုတော့ဒီလိုမျိုးလက်လေးနဲ့စမ်းကြည့်ပေးပါရှင်။ကိုဂျုံနဲ့ကိုထည့်ဖြော်မဲ့ရေကအရန်ပူသွားတယ်ဆိုလို့ရှိရင်ပွားဆေးကပွားမလာတော့တာမျိုးဖြစ်တတ်ပါတယ်။နှုတ်မုံကိုတော့100 ml ခွက်နဲ့2ခွက်သုံးထားပါတယ်။ပြီးရင်တော့ဂျုံကိုအခဲရမကြံတော့ပဲဒီလိုအနေထားထိရအောင်နေပေးရပါမယ်။မိနစ်30လောက်ကြာပြီးတဲ့နောက်မှာဂျုံနဲ့ပွားဆေးကိုဖောက်ထားတာဒီလိုအနေထားလေးဖြစ်လာပြီဆိုရင်တော့စကြော်လို့ရပါပြီ။လက်ကိုရေဆွတ်ပြီးတော့လက်သုံးချောင်းနဲ့ဒါမျိုးလေးယူပေးရပါမယ်။ပြီးရင်တော့စီပူပူထဲမှာတစ်လုံးချင်းစီထည့်ကြော်ပေးလိုက်လို့ရပါပြီ။မုံလုံးလေးတွေထည့်ကြော်တဲ့ချိန်မှာမီးကိုတော့လျှော့ထားပေးရပါမယ်နော်။နှုတ်မုံလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မို့မီးပြင်းသွားမယ်ဆိုလို့ရှိရင်ကျမတို့မုံလုံးလေးတွေကြော်လို့မပြီးခင်မှာပဲမဲသွားတာမျိုးဖြစ်တတ်ပါတယ်။မုံရဲ့ရတာလေးကတော့ချိုချိုစိတ်စိတ်လေးနဲ့အပြင်ပိုင်းကကျွတ်ကျွတ်ကလေးအတွင်းသားအီအီလေးနဲ့တော်တော်လေးစားကောင်းပါတယ်။ဒီမုံနာမည်ကိုတော့ RB လို့ဘယ်လိုခေါ်လဲကျမမခေါ်တတ်ပါဘူး။မလို့ဆိုရင်တော့ကျမတို့ဂျုံလုံးကြော်လို့ပဲခေါ်ပါတယ်။ဂျုံလုံးကြော်လေးတွေကိုတော့ပြားရည်စွန်ပလွန်အနစ်ရည်နှုတ်စီတို့နဲ့လည်းတွဲပြီးတော့စားကြပါတယ်။မုံလုံးကြီးကိုတော့လိုင်းပေါ်ကနေလေ့လာထားတာမဟုတ်ဘဲနဲ့တထင်းမရောင်းမရှိကနေကျမတင်ထားတာပါ။